ကဲတော့ကျွန်တော်ဖွင့်ပွဲမှာစကားပြောနိုင်ဖို့ရကျွန်တော်ကိုဖိတ်ခေါ်တဲ့ဒီကျောင်းကျေးဇူးထူးကျေးဇူးတင်ပါတယ်တတိယအနေနဲ့ကျွန်တော်ကိုဖွင့်ပေးတဲ့မြန်မာယူနီယံလူကြီးများကိုအထူးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီကဲတော့စကားမပြောခင်အင်မတန်မှချိုးတာတဲ့အင်မတန်မှအားရစရာကောင်းတဲ့ glory to be God in the highest ဆိုတဲ့အမြင့်ဆုံးသောဘုရားသခင်ကိုချီးမွမ်းတဲ့ကာဆုံးတဲ့ခြင်းကိုလည်းကြားနာရတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့အင်မတန်မှပီတိဖြစ်ပါတယ်ခွန်အားရပါတယ်ကျွန်တော်တို့ကောင်းကင်နိုင်ငံရောက်မယ်ဆိုရင်ကျွန်တော်အဓိကလုပ်ရမယ်လို့ကတော့ဘုရားရဲ့ဂုဏ်တော်ကိုချီးမွမ်းဖို့ဖြစ်ပါတယ်အခုချိန်မှာကောင်းကင်တမန်တွေအနေနဲ့24နာရီအဆက်မပြတ်ဘုရားသခင်ရဲ့ဂုဏ်တော်ကိုပဲချီးမွမ်းနေပါတယ်ဆိုတာကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့ပြောကြားလိုပါတယ်ဒီနေ့မှာကြွားရောက်လာတဲ့ဆရာကြီးများဆရာမကြီးများအသင်းလူကြီးများအတင်းတော်အသီးသီးကလာတဲ့အထူးဧည့်သည်များအကြောင်းသူအကြောင်းသားများကိုကျွန်တော်အနေနဲ့ဒီနေ့တွေ့ရတဲ့အတွက်ကြောင့်အများကြီးဝမ်းသာတယ်အများကြီးကျေးဇူးတင်ပါတယ်ဒီ chapel hall ကြီးဖြစ်နိုင်ဖို့ဆိုတာတော်တော်ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်ဒါပေမဲ့ဒီ chapel hall ဘာကြောင့်ဖြစ်နိုင်လဲဆိုတာကျွန်တော်တို့ကြည့်တဲ့အခါမှာဘုရားရဲ့ကျေးဇူးဖြစ်တယ်ဘုရားသခင်ရဲ့စီစဉ်ပေးမှုဖြစ်တယ်ဆိုတာတွေ့ရတယ်ဘုရားဘယ်လိုပဲစီစဉ်ပေးလူသားအနေနဲ့လည်းစီစဉ်ပေးလို့ပါတယ်ဒီ chapel hall ဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်း10နှစ်ကျော်နှစ်20လောက်တော့စခဲ့ပါတယ် foundation ဒါပေမဲ့နှစ်ပေါင်းများစွာ foundation ပဲရှိတယ်ကျွန်တော်အနေနဲ့Upper Myanmar Education Director အနေနဲ့ Dr. Flores နဲ့ဒီမှာလာပြီးတော့ evaluation လာတဲ့ချိန်မှာဒီ chapel hall ပြီးနိုင်ဖို့ရကျွန်တော်တို့အနေနဲ့ recommendation ပေးတယ်ဒါပေမဲ့နောက်တစ်ခါ evaluation ပြန်လာတဲ့အခါမှာဒီ Dr. Rantung နဲ့ Danny Rantung နဲ့အဖွဲ့နဲ့ကျွန်တော်နောက်တစ်ခါလာတယ်ဒါပေမဲ့စလို့လုံးဝမရသေးပါဘူး၃နှစ်အတွင်းမှာဒါပေမဲ့ဒီ evaluation မှာလည်းဒီ chapel hall ကြီးဆက်လက်ပြီးတော့စောင့်နိုင်ဖို့ရကျွန်တော်တို့အနေနဲ့ evaluation team အနေနဲ့ recommendation ပေးပါဒါပေမဲ့ချက်ချင်းတော့စောင့်လို့မရသေးဘူးဒီ chapel hall ဖြစ်နိုင်တာဟာရှင်းဦးဆိုတာကျွန်တော်အနေနဲ့ဆရာဦးကတဲ့ထံကို credit ပေးလို့ပါတယ် appreciation လုပ်လို့ပါတယ်နော်သူတယောက်တည်းမဟုတ်ပေမဲ့သူ့ရဲ့ team သူ့ရဲ့စ조사မှုကြောင့်သူ့ရဲ့စက္ကန့်မှုကြောင့်ဆရာကြီးဦးကောင်းပြန်ထောင်တဲ့ဆရာဆရာမများအတူတကွဆုတောင်းတယ်။အကြောင်းသူအကြောင်းသားများအတူတကွဆုတောင်းတယ်။ဆုတောင်းတာတောင်မှရိုးရိုးမဟုတ်ပဲနဲ့ marathon pray ဆိုတာနေ့ရောညရောဒီနားတော့မရှိပဲနဲ့နော်တစ်ဖွဲ့ပြီးတစ်ဖွဲ့ဆုတောင်းတယ်သူတို့အနေနဲ့မနေ့မှအထူးဆုတောင်းတယ်ညမှာအထူးဆုတောင်းရုံမကပဲနဲ့ဤကဲ့သို့ဘုရားကိုဆုတောင်းခြင်းအဖြစ်ဆက်ကပ်တဲ့အခါမှာကောင်းခြင်းမင်္ဂလာဟာအမျိုးမျိုးလာရောက်တယ်ဆိုတာတွေ့ရတယ်ကျွန်တော်သိတယ်လို့နော်ကျွန်တော်ပြောမယ်ဒါပေမဲ့မမှန်တာရှိရင်ကျွန်တော်ကိုပြန်ပြင်ပေးပါပထမဦးဆုံးဒီ chapel hall ဖြစ်နိုင်ဖို့ရ SSD ကျွန်တော် division ရဲ့ဝေကြီးအဖြစ်ကိုညီမဆောင်မှုလေပါမယ်လို့ကျွန်တော်အနေနဲ့သိရတယ်ဒုတိယအနေနဲ့မြန်မာယူနီယံရဲ့ကိုညီမဆောင်မှုလည်းပါတယ်တတိယအနေနဲ့ဒီ Upper Myanmar Mission ရဲ့ကိုညီမဆောင်မှုလည်းပါတယ်နောက်ဆုံးအနေနဲ့ဒီကဲလို့ချောမောလောကွာဆိုပြီးနိုင်အောင်နော်ဒီအမေရိကကနေလာတဲ့ကျွန်တော်တို့ရဲ့ကိုရီးယားညီအကိုများနော်ဒီမှာကိုယ်စားလှယ်အနေနဲ့နော် Mrs. John Beck ကိုတွေ့ရတဲ့အတွက်ကြောင့်ဝမ်းသာတယ်သူတို့အနေနဲ့စေတနာပြည့်ဝနဲ့နော်ငွေချင်းမြောက်များစွာလူဒန်းတဲ့ခါမှာဒီကဲတော့လာပါတဲ့ chapel hall ကြီးဖြစ်နိုင်တယ်ဆိုတာတွေ့ရဒါဟာကျွန်တော်ကျေးဇူးတင်တဲ့အကြောင်းနော်ကျွန်တော်ချီးမွမ်းစရာများရှိတယ်ဒါပေမဲ့ဘုရားကိုချီးမွမ်းတယ်ဆရာဦးကောင်းတဲ့ဌာနဲ့ဒီဆရာဆရာမများတဲ့ကျောင်းသူကျောင်းသားများကိုကျွန်တော်ချီးမွမ်းပါတယ်ပြီးတော့ငွေကြေးအပြင်ပူညီတဲ့အဖွဲ့တွေကျွန်တော်နာမည်အဖြစ်မပြောနိုင်တဲ့လူအားလုံးကိုလည်းကျွန်တော်ဒီနေရာကနေမြန်မာယူနီယံကိုစားကျေးဇူးနဲ့တင်တဲ့အကြောင်းပြောကြားရင်ကျွန်တော်ချီးမွမ်းပါတယ်ကျွန်တော်ကိုဖိတ်တဲ့အခါမှာဘာပြောလဲဆို chapel second book ကျွန်တော်အဲ့လိုပဲနားလေအဲ့လို chapel second book ရကျွန်တော်ဒီပြင်ဆင်တဲ့အဲ့လိုပြင်ဆင်တဲ့အခါမှာကျွန်တော်
ဒီ Minister Manual ကိုဖတ်ပြီးတော့ရှိလိုက်တဲ့အခါမှာ Minister Manual ထဲမှာဘာတွေ့ရလဲဆိုတော့ Church Dedication ဆိုတာတွေ့ရပြီးတော့အိမ်ကျတော့ House Blessing ဆိုတာတွေ့ရကျွန်တော်ဆက်လက်ပြီးတော့ရှားတဲ့အခါမှာ Chapel Dedication ဆိုတာမတွေ့ဒါပေမဲ့ Dictionary ထဲမှာလမ်းကြည့်တဲ့အခါမှာ Chapel ဆိုတာမြန်မာလိုဘယ်လိုအဓိပ္ပာယ်ပွင့်ထားလဲဆိုတော့ခရိယာများဝတ်ပြုကိုးကွယ်သောနေရာခရိယာများဝတ်ပြုကိုးကွယ်သောနေရာဆိုတော့ကျွန်တော်အနေနဲ့ဘုရားကျောင်းနဲ့တူတူပဲလို့သဘောထားတဲ့အတွက်ကြောင့်ဒီ Chapel Hall ဆက်ကဖို့ကျွန်တော်တရားချက်ကောင်းကောင်းပြင်တယ်ဒါပေမဲ့ကျွန်တော်ဒီကလေးကိုရောက်လာတဲ့အခါမှာကျောင်းကြီးဆရာဥက္ကဋ္ဌနဲ့ထားနဲ့တွေ့တဲ့အခါမှာကျွန်တော်တို့အနေနဲ့ဒီ hall ကို multi purpose အနေနဲ့အသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့်စက်ကတာမဟုတ်ပဲနဲ့ပွင့်ပွဲဖြစ်မယ်ဒါနဲ့ကျွန်တော်စဉ်းစားတယ်ပွင့်ပွဲဆိုတော့ပွင့်ပွဲတရားကိုဘယ်လိုဟောရမလဲဘုရားကျောင်းဆက်ကတဲ့တရားရှိတယ်ချက်တော်ဆိုတာလည်းဝတ္ထုကိုယ်နဲ့နေရာဆက်ကမယ်ဆိုတရားရှိတယ်ပွင့်ပွဲတရားဘယ်လိုဟောရမလဲကျွန်တော်ပြန်စဉ်းစားတယ်ဒါပေမဲ့ကျွန်တော်ရဲ့တွေးခေါ်မှာတော့ဘယ်လိုလဲဆိုတော့ပွင့်ပွဲဖြစ်ဖြစ်ဆက်ကတာပဲဖြစ်ဖြစ်ချက်တော်ဆိုတာခရိယာများဝတ္ထုကိုယ်နဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဒါဟာဘုရားပေးလို့ဘုရားကောင်းကြီးချပေးလို့ကျွန်တော်တို့ရရှိနိုင်တဲ့အဆောက်အဦဖြစ်တယ်လို့ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ဘုရားလက်ထက်မှာအပ်ဖို့ရည်ကြီးတယ်ဘာသာတာမဆိုကျွန်တော်အိမ်တွေအဆောက်အဦတွေရုံးတွေတက်တဲ့ခါမှာကိုယ်ဘာသာနဲ့ဗုဒ္ဓဘာသာနဲ့ဗုဒ္ဓဘာသာလျောက်ဆက်ကတ်ကျွန်တော်2008ခုနှစ်မှာချမ်းမိုင်မှာဒီ education သင်တန်းတစ်ခုတက်သူတို့အနေနဲ့ရုံးတစ်ခုအစ်စ်ဖွင့်လိုက်တဲ့ခါမှာဆူတောင်းဖို့ခေါ်တယ်ခရိယာမှာကြတော့ကျွန်တော်နဲ့ဒီ Reverend Philip Zohan ဆိုတာကချင်ပါစာတရားကျွန်တော်တို့ခရိယာလိုကျမ်းစာဖတ်တဲ့ဆူတောင်းပေးတယ်ကျွန်တော်တို့ပြီးတဲ့အခါမှာကျွန်တော်တို့ဖွဲ့တက်မှာဗုဒ္ဓဘာသာဘုန်းကြီး9ယောက်ပါတယ်သူတို့အနေနဲ့လည်းဗုဒ္ဓဘာသာလိုဆူတောင်းပြီးတော့တရားအများကြီးရွတ်လိုက်ဒါခရိယာမဟုတ်တဲ့ဘာသာရေးမဟုတ်ဘဲနဲ့ပညာရေးအဆောက်အဦယုံတစ်ခုဖွင့်တဲ့စီစဉ်ဖြစ်တယ်အဲဒါကြောင့်ဒီနေ့ဟာဒီ Chapel Hall ဟာ multi purpose မှာအသုံးပြုမှာဖြစ်ပေမဲ့ကျွန်တော်ခရိယာတွေရဲ့အတ္တမှာကျွန်တော်ကိုယ်ခန္ဓာဗိမာန်ဖြစ်တယ်ဒီဝတ်ပြုကိုယ်ွယ်တဲ့နေရာဗိမာန်ဖြစ်တယ်ကောင်းကင်နိုင်ငံဗိမာန်ဖြစ်တယ်ဒီဘုရားကိုဝတ်ပြုတော်တဲ့ဗိမာန်တော်တိုင်းမှာကျွန်တော်ဘုရားကိုယိုသေးရမယ့်နေရာဖြစ်ရမယ်ဘုရားရဲ့ဘုန်းတော်ကိုထင်ရှားစေရမယ့်နေရာဖြစ်မယ်ဆိုတာကျွန်တော်အနေနဲ့တွေ့ရပါတယ်အဲ့အတွက်ကြောင့်ဒီနေ့မှာကျွန်တော်အနေနဲ့နော်အတတ်နိုင်ဆုံးဒီအတူဆုံးနဲ့နော်ကျွန်တော်ပြီးအောင်ကျွန်တော်ဘောတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဘုရားဗိမာန်တော်ကိုဆက်ကတ်တဲ့ခါမှာဘုရားကျောင်းကိုဆက်ကတ်တဲ့ခါမှာကျွန်တော်တို့အချက်ဘယ်လောက်တွေ့ရလဲဆိုတော့20ချက်တွေ့ရဘာဖြစ်လို့ဘုရားကျောင်းကိုဆက်ကတ်လဲဆိုတာဒီဘုရားကျောင်းကိုဘုရားဝတ်ပြုကိုးကွယ်တဲ့နေရာမှာသုံးပြရမယ်ဒါမကပဲနဲ့ဘုရားရဲ့ဘုန်းတော်ကိုထင်ရှားတဲ့နေရာမှာသုံးပြရမယ်ဒါကိုသေးစိတ်ကျွန်တော်ပြန်ပြောတဲ့အခါမှာ20ချက်လောက်ရှိတယ်ဒီ20ချက်ကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာဒီ Chapel Hall မှာလုံးမရတဲ့ချက်ကတစ်ချက်လောက်ပဲရှိတယ်အဲ့ဒါကြောင့်နံပါတ်1အနေနဲ့ဗိမာန်တော်ဖြစ်ဖြစ် Chapel Hall ဖြစ်ဖြစ်ကျွန်တော်တို့ဘုရားရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ရအသုံးပြုဖို့ဖြစ်ပါတယ်နံပါတ်2အနေနဲ့ကယ်တင်ရှင်ယေရှုရဲ့နာမတော်ကိုချီးမွမ်းဖို့ဖြစ်ပါတယ်နံပါတ်3အနေနဲ့အမှန်တရားဖြစ်တဲ့တန်ရှင်းသောဝိညာဉ်တော်အလုံးလုံးရဖြစ်ပါတယ်ဒီနေ့ရနံပါတ်4အနေနဲ့ဆုတောင်းဖို့နေရာဖြစ်တယ်နံပါတ်5အနေနဲ့တခြင်းဆိုပြီးတော့ဘုန်းတော်ချီးမွမ်းမယ့်နေရာဖြစ်တယ်နံပါတ်6ပွဲတော်စားမယ့်နေရာဒါတော့ကျွန်တော်တို့မသုံးရရတယ်နံပါတ်9ဝမ်းနဲ့တော်သူကိုနှစ်သိမ့်မယ့်နေရာဖြစ်တယ်နံပါတ်10ဒုက္ခဆင်းရဲရောက်တော်သူတို့ကိုခိုလုံမယ့်နေရာဖြစ်တယ်နံပါတ်9အမှန်တရားအတွက်လှုပ်ဆောင်ရာ၌အကူညီရမယ့်နေရာဖြစ်တယ်နံပါတ်10မိသားစုပြုပြင်ပြောင်းလဲမယ့်နေရာဖြစ်တယ်နံပါတ်7ကလေးလူငယ်များတုံတင်မဲ့နေရာဖြစ်တယ်ကျွန်တော်တို့အတွက်အရန်ကိုက်တဲ့နေရာဖြစ်တဲ့ကလေးလူငယ်များကိုတုံတင်မဲ့နေရာဖြစ်တယ်နံပါတ်7ကယ်တင်ခြင်းလုပ်ငန်းလုပ်ဆောင်မဲ့နေရာဖြစ်တယ်ဒီနေရာဟာကယ်တင်ခြင်းလုပ်ငန်းလူငယ်တွေလူကြီးတွေကယ်တင်ခြင်းရဖို့ရအသုံးပြုမဲ့နေရာဖြစ်တယ်နံပါတ်7လွတ်လပ်ရေးကိုထိန်းသိမ်းမဲ့နေရာဖြစ်တယ်ဒါတော့လောကနိုင်ငံရေးလွတ်လပ်ရေးမဟုတ်ဘဲနဲ့ဝိညာဉ်ရေးလွတ်လပ်ရေးဖြစ်ပါတယ်စာတန်လက်ထက်ကလွတ်လပ်ရေးရတဲ့လူဟာ
ဒီနေရာအားဖြင့်ဒီလွတ်လပ်ရေးကိုထိန်းသိမ်းဖို့ဖြစ်တယ်နံပါတ်7လေးစိတ်တဘောထားအကောင်းဘက်ကိုပြုပြင်ရဖြစ်တယ်တခါတလေကျွန်တော်စိတ်တဘောထားနေမမှန်ဘူးနော်ဒါအဲ့ဒါကိုဒီနေရာကနေပြုပြင်ပြောင်းလဲဖို့ဖြစ်တယ်နံပါတ်7ကဒုက္ခရောက်သောသူကိုမှစရန်နံပါတ်6ငိုကြွေးသောသူများစိတ်သက်သာခြင်းရရန်အသုံးပြုဖို့ဖြစ်တယ်နံပါတ်7ဘုရားသခင်ဤဥပုံတွေကိုထိန်းသိမ်းရန်နံပါတ်8ခရစ်တော်ကြွလာခြင်းကိုနီးစေရန်နံပါတ်9ကယ်တင်ခြင်းရပြီးသူများတည်မြဲရန်တခါတလေကယ်တင်ခြင်းကိုယုံကြည်တယ်လက်ခံရရှိတယ်ဒါပေမဲ့နောက်ဆုတ်ပြီးတော့နော်ဟောက်ပြန်မှုများရှိတယ်ဒါပေမဲ့ဒီ chapel hall ဟာကယ်တင်ခြင်းရတော်သူများဟာကယ်တင်ခြင်းမှာတည်မြဲရအသုံးပြုဖို့ရဖြစ်တယ်နံပါတ်20ကျေးဇူးခံစားရသူများချီးမွမ်းရန်နောက်ဆုံးအနေနဲ့ယံသူမျိုးမှာပါပေစာတန်ဤယံမှတ်ကာကွယ်ရဖြစ်တယ်အဲ့လိုပြောလိုက်တဲ့အခါမှာတချို့ကကျွန်တော်တို့ကျောင်းအနေနဲ့အသင်းတော်အနေနဲ့ multi purpose သုံးမယ်ဆိုတော့ဆရာအခုပြောတဲ့ຢာတွေပဲလုပ်လို့ရပါတယ် RBC ဝေးဒီမှာကျင်းပလို့ရတယ် LBC ဝေးကျင်းပလို့ရတယ်ARMC ဝေးကျင်းပလို့ရတယ်လူငယ် camp တော့စကနေကျင်းပလို့ရတယ် Revival Reformation ကျင်းပလို့ရတယ်ဒါဆိုရင် talent night ဒီလက်ကျင်းပလို့ရ voice program girls program ကျင်းပလို့ရအဲ့ကကြောင့်ကျွန်တော်တို့အနေနဲ့ multi purpose hall ဖြစ်တယ်နဲ့ကျွန်တော်တို့ကျင်းပတဲ့ຢာတိုင်းလေးဘုရားရဲ့ဂုဏ်တော်ချီးမွမ်းမှုဘုရားကြည့်လိုက်တဲ့အခါမှာဘုရားလက်ခံတဲ့ຢာဖြစ်တယ်ဘာအစီအစဉ်မဆိုဒီနေရာမှာကျင်းပလို့ရတယ်ဆိုတာတွေ့ရခုနကျွန်တော်ဖတ်တဲ့နံပါတ်8မှာဒုက္ခဆင်းရဲရောက်ဘူးခိုးလုံးရကျွန်တော်မလေးမှာ district pastor နေနဲ့၄နှစ်လောက်လှုပ်အဲ့ချိန်မှာအချို့အင်းသူတင်သားနေတယ်နော်ဒုက္ခရောက်တဲ့ကောင်ပြဿနာရှိတဲ့ကောင်ပဲဘယ်လိုလုပ်လဲဆိုတော့ဘုရားကျောင်းထဲမှာလာပြီးတော့အစာရှောင်ပြီးတော့3ရက်4ရက်5ရက်တော့ဆုတောင်းတယ်နေ့လဲဆုတောင်းတယ်ညလဲဆုတောင်းတယ်ရေပဲယူလာတယ်အစာမစားဘဲနဲ့အဲ့လိုဆုတောင်းချအပြင်သူတို့ရဲ့ပြဿနာဖြာနာခြင်းစီးပွားရေးခက်ခဲလူမှုရေးခက်ခဲအိမ်ထောင်ရေးခက်ခဲစသည်ဖြင့်အခက်အခဲမျိုးကိုကျော်လွှားနိုင်တယ်ဆိုတာတွေ့ရအဲ့အတွက်ကြောင့်လည်းဒီမှာရှိတဲ့ကျောင်းသူကျောင်းသားများဝေရေးကြီးခက်ခဲရှိလားပညာရေးခက်ခဲရှိလားမိဘနဲ့ဆိုင်ပြီးတော့ခက်ခဲရှိလားဒါဒီခက်ခဲအားလုံးဒီ chapel hall ထဲမှာလာပြီးတော့ဆုတောင်းပြီးတော့ဘုရားကိုတင်ပြရင်ဘုရားအနေနဲ့အားလုံးကယ်လွတ်နိုင်ပါတယ်ဒုတိယနဲ့နော်အချက်အနေနဲ့ကျွန်တော်ကျောင်းစာထဲမှာကြည့်လိုက်တဲ့အခါမှာဗိမာန်တော်မှာဆုတောင်းခြင်းအဖြစ်ဘုရားအနေနဲ့နော်တကူကြီးမားတဲ့တကူကိုပြခဲ့တယ်ဆိုတာတွေ့ရ Second Kings အကိုင်းဆက်ကိုငယ်တစ်ကနေ30ခုဓမ္မရာဇဝင်စတုတ္ထဆောင်ကိုင်းတစ်ဆက်ကိုငယ်တစ်ကနေ30ခုမှာဟေဇကိမင်းကြီးကဘာပေါ်မှာအကြီးဆုံးတို့ချိန်မှာ Empire နိုင်ငံဖြစ်တဲ့အစီးရဲတွေကလာပြီးတော့တိုက်ခိုက်တယ်သူတို့မြို့ကိုဖျက်ဆီးတော့မယ်သူတို့အားလုံးကိုတပ်ဖြတ်တော့မယ်ဒါပေမဲ့ဘုရားကျောင်းမှာလာတဲ့ပူမစ်ပေါ်မှာရန်သူတွေပေးတဲ့စာကိုဖြန့်ပြီးတော့ဆူတောင်းလိုက်တဲ့အခါမှာဘာဖြစ်လဲကျွန်တော်အားလုံးသိတဲ့အတိုင်းပဲဘုရားကကောင်းကင်တမန်တစ်ပါးကိုဆေလွတ်ပြီးတော့ရန်သူစစ်သား1,8500ကိုတညချင်းမှာတောက်လိုက်ပြီးတော့ရန်သူအားလုံးပြေးပြီးတော့ဘုရားကျောင်းထဲမှာဆူတောင်းခြင်းအဖြစ် chapel ထဲမှာဆူတောင်းခြင်းအဖြစ်ဘုရားကကယ်တင်ခြင်းကိုပေးတယ်ဆိုတာတွေ့ရနံပါတ်1အနေနဲ့ဓမ္မရာဇဝင်ဓမ္မဆောင်ခိုင်းတဲ့ငယ်9ကနေ20ဟာနာသားသမီးမမွေးပွားဘူးအမျိုးသမီးဆိုတာသားသမီးလိုချင်တယ်မျက်ရည်မျက်ခွက်နဲ့ဘုရားကျောင်းထဲမှာလာပြီးတော့ဆူတောင်းတယ်တနစ်ကြာတဲ့အခါမှာဘာရှံဝေလာကိုရရှိတယ်ဆိုတာတွေ့ရနံပါတ်3အနေနဲ့လူကကိုင်းဆက်ရှင်နဲ့9ကနေ14အခွန်ခံဆိုတာလူတိုင်းမုန်းတယ်လူတိုင်းထင်သေးတယ်လူဖြစ်တယ်ဘုရားကျောင်းထဲမှာတောင်မှရှစ်မလာရဲပဲနဲ့အနောက်တောင်မှာသူကဝူညွတ်ပြီးတော့ခေါင်းဆိုင်ပြီးတော့ဆုတောင်းတယ်ဟာဘုရားကျွန်တော်မျိုးအပြစ်သားပါကျွန်တော်မျိုးကိုရောထမှာဆုတောင်းဖို့တောင်မထိုက်တန်ပါဘူးအပြစ်နဲ့ပြောရပါတယ်ကျွန်တော်မျိုးအပြစ်ကိုခွင့်လွတ်ပါလို့ဆုတောင်းလိုက်တာနဲ့ဘုရားကချစ်ချင်းခွင့်လွတ်တယ်ဆိုတာတွေ့ရနောက်ဆုံးအနေနဲ့တမန်တော်ခိုင်းတဲ့ငယ်တစ်ကနေ46မှာပြောလဲတမန်တော်ဒီအနေနဲ့ဗိမာန်တော်မှာဆုပြီးတော့ဆုတောင်းတဲ့အခါမှာအတူတူကဆုတောင်းတဲ့အခါမှာတန်ရှင်းသောဝိညာဉ်တော်ကိုရရှိတယ်ဆိုတာကျွန်တော်တို့အနေနဲ့
တမန်တော်ခိုင်းနဲ့ငယ်တစ်ကနေ46မှာတွေ့နိုင်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဝိညာဉ်ရေးမှာအခက်အခဲရှိလားလူမှုရေးမှာအခက်အခဲရှိလားရရေးရွာရေးမှာအခက်အခဲရှိလားကျောင်းသူကျောင်းသားတွေကိုရေးကြီးအခက်အခဲရှိလားဒီဖရားကျောင်းကိုလာပါကျွန်တော်တို့တန်ရှင်းသောဝိညာဉ်တော်ရရှိဖို့တောင်းမှဒီချက်ပါဟောမှာလာပြီးတော့အတူတကွဆုတောင်းရင်တန်ရှင်းသောဝိညာဉ်တော်ဖရားအနေနဲ့ချပေးမယ်ဆိုတာဧကမလွယ်မုတ်ချမှန်ကန်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်စာလံ84အငယ်30ကိုဖတ်ပြပါမယ်တတိုင်းတော်အတွင်း၌နေသောတရက်သည်အခြားရ၌နေသောအရက်တစ်ထောင်ထက်သာ၍ကောင်းပါ၏မတရားသောသူ၏နေရာ၌နေရသောအခွင့်ထက်ကျွန်တော်၏ဘုရားသခင်အိမ်တော်၌တက္ကသဝညာကိုကျွန်တော်တာ၍နေတတ်ပါ၏ဒါဝိမင်းကြီးကဘာပြောလဲဆိုတော့ကျွန်တော်အနေနဲ့ဒီချက်ပလုံးမျိုးမှာနေရတဲ့အင်မတန်မှနေချင်တယ်ဘုရားကျောင်းထဲမှာနေရတာအင်မတန်မှနေချင်တယ်အခြားနေရာမှာရက်တစ်ထောင်နေတာထက်ဘုရားနဲ့နီးကပ်နိုင်မဲ့ဝတ္ထုကိုယ်ွယ်မဲ့ဒီချက်ပဟောလိုမျိုးမှာနော်အခြားနေရာရက်တစ်ထောင်နေထက်တာထက်ဒီမှာတရက်နေချင်တယ်အခြားနေရာမှာရှင်ပြန်ဖြစ်တာထက်ဒီချက်ပဟောရဲ့ဘုရားကျောင်းရဲ့တက္ကသဖြစ်ချင်ပါတယ်ဆိုပြီးတော့ဆက်ဆုပ်ခဲ့တယ်ဆိုတာတွေ့ရပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဒီချက်ပဟောဘုရားရဲ့ကောင်းခြင်းမင်္ဂလာကြောင့်ရရှိတယ်။လာပါတယ်ကြီးကျယ်တယ်ခန္ဓာတယ်ဒါကြောင့်ဒီချက်ပဟောကိုကျွန်တော်အနေနဲ့ဘုရားရဲ့ဘုန်းတော်ကိုပြင်ရှားစေဖို့ရအသုံးပြုကြစပါစို့။ဒီချက်ပဟောအသုံးပြုခြင်းအပြင်ဒီကြောင်းတော်ကြီးကိုတက်ပါစေ။ SSC အသင်းတော်တိုးတက်ပါစေဘုရားသခင်အနေနဲ့ဤချက်ပါဟောအသုံးပြုခြင်းအပြင်တန်ဆင်းသောဝိညာဉ်တော်ကြွလာပြီးတော့အမှုတော်ပြီးတော့ကျွန်တော်တို့အားလုံးခရစ်တော်ကိုကြိုးဆိုနိုင်ဖို့ရဤချက်ပါဟောမှာဆုတောင်းခြင်းအပြင်ဘုရားကကောင်းချီးချပေးပြီးကျွန်တော်တို့ဒုတိယကြိမ်ကြွလာဖို့ဤစေတာမကပဲနဲ့ကြွလာတဲ့အခါမှာဤနေရာမှာထိုင်သောသူအားလုံးဘုရားအနေနဲ့သိသိနိုင်ပါစေဆိုပြီးတော့နောက်ဆုံးဆန္ဒပြုပြောကြရင်ဒီကုန်းချုပ်ပါတယ်ဘုရားကောင်းကြီးချပေးပါစေ